လူငယ်တယောက်ဟာစစ်သားတယောက်ကိုလက်ခလဲထောင်ပြခဲ့ပေမဲ့စစ်သားကဒေါသမထွက်ပဲအလေးပြန်ပြုတ်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီလူငယ်တွေဟာအဆုံးမရှိတဲ့တင်မင်းတမန်လမ်းလျှောက်ပြိုင်ပွဲကိုဆင်နွှဲနေကြလို့ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာနောက်ဆုံးကြံခဲ့သူတယောက်သာအနိုင်ရရှိမှာဖြစ်ပြီးသူတို့မှာပန်းတိုင်ဆိုတာလည်းမရှိပဲမနာတမ်းလမ်းလျှောက်နေရမှာဖြစ်ပါတယ်။ပြိုင်ပွဲဆက်တဲ့အချိန်ကစားပြီးသူတို့ရဲ့ခြေချင်းဝတ်တွေကျိုးသွားရင်တောင်လုံးဝရန်နာလို့မရတော့ပါဘူး။စားတာတောက်တာနဲ့အိမ်သာတက်တာတွေကအစအားလုံးကိုလမ်းပေါ်မှာပဲလုပ်ရမှာဖြစ်ပြီးပြိုင်ပွဲဝင်တယောက်ဟာတတိပေးချက်3ချိန်ရှိသွားပြီဆိုရင်ထုတ်ပယ်ခံရမှာဖြစ်ပါတယ်။နောက်ဆုံးအသက်ရှင်ကျန်ရစ်သူတယောက်သာလျှင်အနိုင်ရရှိမှာဖြစ်ပြီးစုကြီးအနေနဲ့တစ်သက်လုံးစားမကုန်နိုင်တဲ့ပိုက်ဆံတွေရရှိမှာဖြစ်ပြီးကြိုက်တဲ့ဆန္ဒတစ်ခုကိုလည်းတောင်းဆိုခွင့်ရရှိမှာဖြစ်ပါတယ်။ဖျက်ဟာသူတို့အမေကအပြင်းထန်တားဆီးကန့်ကွက်ခဲ့ရင်မဲ့ပြိုင်ပွဲမှာစရင်ပေးသွင်းပြီးဝင်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲနေ့မှာတော့သွေးမေဟာသူ့ကိုလိုက်လံပို့ဆောင်ပေးခဲ့ပြီးဒီနှုတ်ဆက်ခြင်းဟာနောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်သွားနိုင်တယ်ဆိုတာကောင်းကောင်းသိနေတဲ့အတွက်အရန်ကိုဝမ်းနည်းနေခဲ့ရပါတယ်။အမေကိုနှုတ်ဆက်ပြီးနောက်မှာတော့ဖျက်ဟာစစ်စေးရေးဂိတ်ကိုသွားခဲ့ပြီးပီတာလို့ခေါ်တဲ့လူငယ်တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်မိတ်ဆက်ခဲ့ကြပြီးခင်မင်းရင်းနှီးသွားခဲ့ကြပါတယ်။ခဏအကြာမှာတော့စစ်ကားတစ်စီးမောင်းနှင်ဝင်ရောက်လာခဲ့ပြီးတာဝန်ရှိလူကြီးကနာမည်တွေကိုခေါ်ယူစစ်ဆေးကနံပါတ်တွေကိုတက်ဆင်ပေးခဲ့ပါတယ်။မကြာခင်မှာပဲတင်းနဲ့တန်တစ်ချက်ပစ်ဖောက်ပြီးတနိုင်ငံလုံးစိတ်ဝင်စားကြည့်ရှုနေကြတဲ့ဒီတေမင်းနမန်လမ်းလျှောက်ပြိုင်ပွဲကြီးဟာစတင်ခဲ့ကြပါတော့တယ်။သူတို့ရဲ့လက်ကောက်ဝတ်တွေမှာပါရှိတဲ့စောင့်ကြည့်ရေးကိရိယာဟာအခြေအနေတွေကိုအချိန်နဲ့တပြေးညီခြေရာခံနေမှာဖြစ်ပြီးတနာရီကို3မိုင်နှုန်းနဲ့အမြန်နှုန်းကိုထိန်းထားကြရမှာဖြစ်ပါတယ်။အဲ့ဒီနှုန်းထက်ရောကျသွားခဲ့ရင်တော့ချက်ချင်းတတိပေးချက်ကိုရရှိမှာဖြစ်ပါတယ်။တတိပေးချက်3ချိန်ရပြီဆိုရင်တော့ချက်ချင်းဖြုတ်ချခံရမှာဖြစ်ပြီးလမ်းနယ်နိမိတ်ပြင်ပကိုထွက်သွားမိရင်လည်းတတိပေးချက်မရှိဘဲဖယ်ရှားခံရမှာဖြစ်ပါတယ်။ပြိုင်ပွဲမှာပန်းတိုင်ဆိုတာမရှိဘဲနောက်ဆုံးတစ်ယောက်ကျန်တဲ့အထိဆက်လျှောက်နေရမှာဖြစ်ပါတယ်။စစ်သားတွေဟာလည်းလမ်းရဲ့နှစ်ဖက်စလုံးကနေလိုက်ပါလာကြပြီးတာဝန်ရှိသူတွေကလည်းနောက်ကနေကားနဲ့ထက်ချက်မကွာလိုက်ပါနေခဲ့ပါတယ်။မိုင်နှဲငယ်သွားပြီးတဲ့နောက်တော့လူငယ်တယောက်ဟာကြွတ်တက်တယ်လို့ဖြစ်လာခဲ့ပြီးသူ့ခြေထောက်တွေဟာအရန်ကိုနာကျင်လာခဲ့တော့တယ်။ဖျန်းကလည်းကူညီပြီးလမ်းတွဲလျှောက်ပေးခဲ့ရင်မဲ့လူငယ်ဟာမခံနိုင်တော့ပဲလမ်းမပေါ်မှာထိုင်ချလိုက်ခဲ့ပါတယ်။မကြာခင်မှာပဲတင်းနဲ့တန်တစ်ချက်နဲ့အတူသူဟာပြိုင်ပွဲရဲ့ပထမဆုံးထွက်ခွာရသူဖြစ်လာခဲ့ပါတော့တယ်။